ပတိဝေဒသာသနာဟုခေါ်ဆိုအပ်သောသာသနာတော်သို့ရက်ကိုသီလဥဒ္ဒသာသပညာဟိဩတ္တဘာဟုခေါ်ဆိုအပ်သောသူတော်ကောင်းဥစ္စာမြတ်များတို့ဖြင့်ဒီနေ့ကိစ္စတို့တဲ့ဝန္ဒနာနေကြကုန်၏ကြည်လီမြာသောအသိဉာဏ်တို့ဖြင့်ကိုယ်စီကိုယ်မှမျက်မှောက်ပြုလွယ်နိုင်ကြပါစေကုန်တည်းအာဟုတိရာသတာဘုနာတောဝါဓမ္မဝနာပိ သူတို့ကဒိန်းဒီဝဲတဲ့တော့ချင်းချင်းခိုင်းရတော့တဝဲလို့အမတ်နှစ်ရေတော်ကာကြီးရေလံဘိန်းနေတော်ရောက်မှာဒေါ်မြင့်သူလေးကမတ်မျိုးဖြစ်ပါလေခင်ဗျာတပ်ဖွင့်ပါဒီတော့ရပတ်ကြည့်တော့ရေကောင်းမှာအဲ့ဒါလည်းဆန္ဒတူညီပြီးတော့ကောင်းစုဝေးပြီးတော့အားလည်းဆိုကြတယ်အရှင်ဘုရားသတိရဆိုသည်ယနေ့တို့သံဃာခန္ဓာမြင့်ခြင်းအကျုံးလာလည်းတော့ဘဝတစိတ်တော်အမှုခံကြကုန်သောသာသနာဝန်ကိုရွတ်ဆောင်တော်မူကြသောသီလရှိဘုရားကြီးတို့အားလည်းကောင်းဒီမေကျေမြေဓမ္မတာတိသီတောသိခြင်းသုံးသနှလုံးသွင်းပါဏ